ကြည့်ပါခင်ဗျာနော်3တစ်ခွန်လို့ဇောင်းထောင်တော့တစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲပဲ3လို့ခွာလိုက်ခင်ဗျာဘယ်ရှိရနော်အဲ့3ခွာမယ်3တစ်ခွန်ဖြစ်တော့1 2 3 4 5 6လို့ခွာရနော်3တစ်ခွန်ဖြစ်လိုက်တော့ဇောင်းထောင်1 2 3 4 5 3လို့ခွာရင်အထက်ကိုကြည့်လိုက်နော်အဲ့3ခွာပြန်ကြခဲ့တဲ့3ခွာသူ့ရဲ့ဇောင်းမှာ4ကိုရှိတယ်4တစ်ခွန်နော်ဒီမှာမြို့ကမှာ4တစ်ခွန်ခွန်3 6လို့ခွဲကောင်ရှိလို့4ကိုအားကြခဲ့ပြီခွန်3 6ဒီတဲ့သူ့ရဲ့အခွေဒီမှာပြန်ပြုတ်သွားရင်ဒီစားကြည့်ပါခင်ဗျာ3တစ်ခွန်ရှိလို့1 2 3 4 5 6လို့ခွာရင်ဒီ6ကပြန်ကြတဲ့6ခွာနော်6ခွာရဲ့ဘေးမစားအောင်ကြည့်လိုက်နော်ဒီမှာ4တစ်ခွန်ဖြစ်တော့ခွန်6 3လို့ခွေးနေကောင်ဒီစစ်ကူလီလို့ရှိတဲ့အောက်ကိုပြန်ပြုတ်မှာပါခွန်6 3ဒီကိုပြန်ပြုတ်နော်ခွေးနေကောင်ပြန်ပြုတ်โอเคပြန်ကြပဲနော်3တစ်ခွန်ဇောင်းထောင်တော့1 2 3 4 5 3လို့ခေါ်တဲ့ကောင်ဒီအထက်မှာပြန်ကြတဲ့3ခွသူ့ရဲ့ဇောင်းမှာ4ကိုရှိရနော်4တစ်ခွန်ရဲ့ခွန်3 6ဆိုတဲ့ကောင်ဒီ6 3ခွန်လို့ဒီပြန်ပြအဲ့ခွေပြန်ပြုတ်သွား4တစ်ခွန်ရှိလို့နော်4 ကိုအားရအောက်3တစ်ခွန်ပြလိုက်တော့1 2 3 4 5 6လို့ခေါ်ရဲ့အဲ့ခွာဒီပြန်ကြတဲ့ခဏသူ့ရဲ့ဇောင်းမှာ4ကိုနော်4တစ်ခွန်ရှိရဒီမှာ4တစ်ခွန်တဲ့ခွန်6 3လို့ခွေတော့စနေကိုကြပြီအောက်ကိုဒီခွန်6 3အခွေရဒီကိုပြုတ်မှာပါခင်ဗျာ3 6ခွန်လို့အားပါခင်ဗျာနော်အဲ့ဒီကောင်းနေဘုန်းကြီးတူမလာပြီးအားပေးကြပါဦးခင်ဗျာကျွန်တော်စိတ်လိုက်ခဏတော့လည်းရှိပါတယ်ဒီတဲ့မိုက်မယ်လို့ထင်နေတာရှိရနော်ဒီဘက်လူချင်းတွေတော့စိတ်ရပါရဲ့လူတန်းပြီးတော့သွန်သားစိတ်တော့ကြကြဘလောက်နေစိနာရေးလေးနဲ့လာပြီးတော့ယူနေပါရဲ့ခင်ဗျာကျွန်တော်အားပေးနေမှာစိတ်ကနေချစ်မယ်ဆိုရင်တော့โอเคဒီဘက်တော့တိုင်မစားလာဘူးနော်ဒီကနေ့ကောင်းတယ်